Education is not the learning of facts but the training of the mind to think ပညာရေးဆိုတာအချက်လက်တွေကိုသင်ကြားတာပဲမဟုတ်ပါဘူးအုံနောက်တွေကိုချွန်ထက်အောင်လုပ်နေခြင်းဖြစ်ပါတယ်လို့ Albert Einstein ကပြောပါတယ် Every pain gives a lesson and every lesson changes a person နာကျင်မှုတိုင်းကလူတစ်ယောက်ကိုသင်ခန်းစာတွေပေးသွားတယ်သင်ခန်းစာတစ်ခုချင်းစီတိုင်းကလည်းအဲ့ဒီလူကိုပြောင်းလဲစေပါတယ် Respect your mother မမေကိုလေးစားပါ Don't show the power of your tongue on mother. Remember she taught you how to speak. Respect your mother. မမေကိုယူသည်လေးစားပါ Don't show the power of your tongue on mother. မမေကိုအာနာပါဝါနဲ့ပြန်ပြီးမပြောပါနဲ့ဆရာပြန်မလုပ်ပါနဲ့ပေါ့နော် Remember she taught you how to speak. စကားပြောဖို့တော့မှမမေသင်ပေးခဲ့တယ်ဆိုတော့မမေ့ပါနဲ့